Hello အားလုံးပဲမင်္ဂလာပါရှင်မေမနေ့က9000ခွဲတန်ဂါနဲ့ဆက်လေးတွေမိလိုက်တဲ့ခါကြတော့ပေါ့နော်အရင်ပစ္စည်းသေးလေးဖြစ်နေမှာဆိုလို့ဝစ်ပြပါဆိုလို့မြင်ဝစ်ပြပေးရပါတော့ locket တီးရကြတော့လေဒီမှာဒီရဲ့ design ကကြတော့လေ daily ဝတ်လို့ရတယ်လေပပအဆောင်လေးနဲ့ဝတ်ချင်တယ်ဆိုလဲအဆင်ပြေတယ်အလှဝတ်တယ်ဆိုလဲရတယ်လေနော်ဒီမှာငကလေးဆိုလဲမရေခက်ခဲလေးငကကတော့လေဟိုဒါလေးတွေကတော့ပုံမှန် site ပဲသေးရဲ့ထဲမှာလည်းမပါဘူးအရန်ကြီးရဲ့ထဲမှာလည်းမပါဘူးဆွဲသီးလေးကတော့နည်းနည်းကိတ်တာကြိုက်တဲ့သူတွေအတွက်ဆိုတော့သေးရဲ့ထဲမှာပါတော့မင်းကတော့တကယ်ဆိုရင်အကိတ်တလိုက်မှကြိုက်တာဆွဲသီးဆိုကိတ်တက်ကြိုက်တဲ့သူပေါ့နော်ဒါကြတော့သေးပပါလေးကြိုက်တဲ့သူတွေဆိုအဆင်ပြေတယ်ဒီမှာလက်စွပ်လေးဆိုလဲလေပုံမှန်ပါပဲနော်ဒါလေးတွေကကြတော့လေအရန်သေးရဲ့ထဲမှာလည်းမပါဘူးအရန်ကြီးရဲ့ထဲမှာလည်းမပါဘူးပေါ့နော်ဟိုသူကလေဒီမှာဒီဇိုင်းလေးတွေကပန်းခရမ်းလေးနဲ့လည်းရှိတယ်ခါနဲ့ပုံမှလေးဇီးနီရေလေးနဲ့လည်းရှိတယ်ပေါ့နော်ဒါလေးတွေစုံကတော့လေ9000ခွဲရတော့တန်နေသီလားဟိုဘယ်လိုပြောမလဲစိုင်းတစ်ခါစိုင်းတောင်မရှိဘူးလေနော်ဒါလေးတွေကမုံတစ်ခါကားတောင်မရှိဘူးတွင်းထက်အစ်စ်လေးဆိုတော့မင်္ဂလာရှိတာပေါ့နော်အတိတ်ကောင်းနှမိတ်ကောင်းလေးနဲ့ဝတ်ပေါ့နော်အဆောင်လေးနဲ့လည်းဝတ်လို့ရတယ်ရှင်ဒီမှာနော်350ကနေစပြီးတော့လက်ကသေးရှိတယ်အသေးစိတ်ကိုကြားတော့လေတိတော့စီပီတာမဟုတ်လေဖဖဖုန်းနံပါတ်253656658မှာစတဲ့မှာပြပါနော်